ကဲ online လောင်းကစားကိုကြော်ညာပေးနေတဲ့သူတွေကိုထောင်3နှစ်ကနေပြီး9နှစ်ထိချနိုင်တဲ့ဥပဒေမူကြမ်းကိုမနေ့ကအမျိုးသားလွှတ်တော်မှာတင်သွင်းသွားပြီနော်ဘလောက်တော့အားရစရာကောင်းလဲဆိုတာကျွန်တော်တို့အတူတူနားထောင်ကြည့်မယ်နော် online လိမ်လည်မှုများရဲ့အထူးရေးတောင်းမြစ်ဖြစ်သော online လောင်းသားခြင်းကဏ္ဍကိုယခုဥပဒေတွင်ပြင်းပြင်းထန်ထန်ပြင်ဆင်ဖြည့်ဆွဲရန်အကြံပြုလိုပါတယ်။လက်ရှိတည်ဆဲ Cyber လုံခြုံရေးဥပဒေ Cyber Security Law 2025ပုံမှန်81မှာ online လောင်းသားစနစ်တိစောက်သူများကိုပေးထားတဲ့ပြည်ထောင်ဟာအမြင့်ဆုံးထောင်ဒဏ်တစ်နှစ်နဲ့ကုမ္ပဏီများအတွက်ဒဏ်ငွေကျပ်သိန်းနေရတာရှိပါတယ်။ပြည်သူလူထုရဲ့ဘဝများကိုဖျက်ဆီးပြီးတစ်နေ့လျင်ကျပ်တန်းပေါင်းများစွာသောငွေမဲများကိုလဲပတ်နေတဲ့ဒီရာသောသားတွေအတွက်ထောင်ဒဏ်တစ်နှစ်နဲ့ဒဏ်ငွေကျပ်သိန်းနေရဆိုတာဟာလုံးဝဟန်ဆောင်မှုဖြစ်စေပါဘူး။ online လောင်းသားဟာရိုးရိုးလောင်းသားမဟုတ်ဘဲ online လိမ်လည်မှုတွေမှာရရှိလာတဲ့ငွေတွေကိုခြေရာခံမရအောင်ဖြန့်ခွဲခေါ်ဝါချတဲ့အထူးကွန်ရက်ကြီးဖြစ်ပါတယ်။ဒါကြောင့်ယခု online လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေမှာ online လောင်းသားနဲ့ပတ်သက်ပြီးအောက်ပါတိုင်းပြည်ထောင်များကိုပြောင်းလဲတိုးမြင့်တင်ပြပါတယ်။တစ်ဖြစ်ပြုချက်မရှိဘဲ online လောင်းသားစနစ်တိစောက်သူလုပ်ငန်းလုပ်ကိုင်သူများကိုအနည်းဆုံးထောင်ဒဏ်9နှစ်မှအများဆုံး10နှစ်တိချမှတ်ရန်နဲ့အနည်းဆုံးကျပ်သိန်း9000မှအများဆုံးကျပ်သိန်း1000ထက်မပိုသောဒဏ်ငွေစားထိုးချမှတ်ရန်နှင့်လိုင်းမော်တွင်လူထုအားဆွဲဆောင်ကြော်ညာပေးသူများနဲ့ကော်မရှင်စားကိုယ်စားလှယ်များ agents and promoter ကိုအနည်းဆုံးထောင်ဒဏ်3နှစ်မှအများဆုံး9နှစ်တိချမှတ်ရန်နဲ့အနည်းဆုံးကျပ်သိန်း90မှအများဆုံးကျပ်သိန်း2000ထက်မပိုသောဒဏ်ငွေချမှတ်ရန်3ဂိုင်းဖွဲ့ကျူးလွန်တဲ့ကုမ္ပဏီဖွဲ့စည်းများကိုကျပ်သိန်း9000အောက်မနည်းသောဒဏ်ငွေချမှတ်ပြီး၎င်းတို့ရဲ့ဘဏ်အကောင့်နဲ့နည်းပညာပစ္စည်းအလုံးကိုနိုင်ငံတော်ဘဏ္ဍာဖြင့်သိမ်းဆည်းရဟု၍ခေတ်ကာလမြေပြင်ခြေအနေနှင့်အညီထိရောက်စွာအဆင့်မြင့်တင်ပြဋ္ဌာန်းပေးပါရန်လေးနဲ့စာဆွေးနွေးတင်ပြရင်းဒီကုန်းချုပ်ရပါတယ်ကဲကြားတဲ့အတိုင်းပဲဒီဥပဒေသာအတီးဖြစ်သွားမယ်ဆိုရင်ဒီကြော်ညာပေးနေတဲ့ streamer တွေနိုင်ငံခြားကိုထွက်ပြေးကြလိမ့်မယ်ဗျာမေဝင်စောင့်ကြည့်နေဒီကောင်တွေကလောပေါက်ဘယ်တော့မှအတော်တက်မှာမဟုတ်ဘူးဗျာဒီကောင်တွေက CI ရဲ့လမ်းစဉ်အတိုင်းထိုင်းကိုသွားပြီးတော့ဒီကောင်တွေလှုပ်ရှားကြလိမ့်မယ်ဆက်ပြီးတော့အဲ့တော့ကျွန်တော်တို့ဖြစ်စေချင်တာတော့ဒီကောင်တွေနိုင်ငံခြားကိုထွက်ပြေးပြီးတော့ဒီမြန်မာနိုင်ငံလူတွေကိုဆက်ပြီးတော့ဒုက္ခမပေးနိုင်အောင်လို့ဒီကောင်တွေမြန်မာနိုင်ငံမှာရှိနေတဲ့အချိန်တွင်းမှာပဲဥပဒေကအရေးယူနိုင်ဖို့ကျွန်တော်တို့ဖြစ်စေချင်တယ်ဗျနောက်ဆုံးမတားဆီးနိုင်လိုက်ဘူးဆိုရင်တော့ဗျာဒီကောင်တွေရဲ့ပိုင်ဆိုင်မှုတွေဒီမြန်မာနိုင်ငံမှာရှိတဲ့ဟာတွေဝရမ်းထုတ်တာတွေအဲ့လိုမျိုးတွေတော့လုပ်တင်တယ်လို့ကျွန်တော်ထင်တယ်နော်အားလုံးကျေးဇူးတင်ပါတယ်